မင်းသမီးကသူ့ကိုတစ်ချက်ကြည့်လိုက်ရုံသာရှိသေးသည်သူကတော့မင်းသမီးသူ့အပေါ်အတော်လေးစိတ်ဝင်စားနေပြီဟုထင်မှတ်ကရေစည်းထဲမှာခွက်ကိုလှမ်းယူလိုက်သည်သူပြုံးရွှင်နေတော့လဲပတ်ဝန်းကျင်မှာရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်မင်းသမီးကဘာမှမပြောပြီးထိုအခါမှသူသည်အလောင်းခံလိုက်ရပြီဖြစ်ကြောင်းသဘောပေါက်သွားခဲ့သည်အခြားသောတထေးသားများမှလည်းဝိုင်းဝန်းရင်မောကြတော့သည်သူသည်အရှက်လျာကစိတ်ပြက်လက်ပြက်ဖြင့်ထိုခွက်ကိုပြန်ချထားခဲ့ရုံမှာအပါအခြားရွေးချယ်စရာမရှိပေသူမသည်ဘဝတစ်ဖြင့်ပြန်လဲမွေးဖွားလာသူဖြစ်တော်လဲသူမ၏ကံကြမ္မာမှာယုံမထွက်နိုင်သေးပေယခုတစ်ချိန်တွင်သူမသည်သူတို့အားတောက်စားခြင်းဂိမ်းတစ်ခုမှတစ်ဆင့်သူတို့၏အရေးချင်းများကိုထုတ်ပြရန်အတင်းအကျပ်ခိုင်းစီခဲ့သည်သူမ၏ပထမဆုံးရွေးချယ်မှုမှာအားလုံးကိုအံ့အားသင်သွားစေခဲ့သည်ထိုလူကသူ၏အရေးချင်းမှာကြက်ဦးစားခြင်းချသည်ဟုဆိုသည်တခန်းလုံးမှာလောင်ပြောင်တံများဖြင့်ပွေထွက်သွားခဲ့သည်သို့သောမင်းသမီးကတော့လိုက်လျောပေးခဲ့သည်သူမသည်အစီခံများကိုကြက်ဦးများယူဆောင်လာရန်ခိုင်းလိုက်သည်ထိုလူမှလည်းအရှက်မရှိဘဲစတင်လှုပ်ဆောင်ပြတော်သည်အမှန်တော့ဧကရာစင်မင်းသည်နေစားပရိသတ်မိသားစုများ၏လက်စုပ်လက်ကွင်အတွင်မှယုံထွယ်လိုနေခြင်းဖြစ်သည်ထို့ကြောင့်သူမ၏ရွေးချယ်စရာများမှာအတုံးမကျသောလူပြက်များသို့မဟုတ်ယွန်းရှာပွဲကာမယူများသာဖြစ်နေခဲ့သည်သူမ၏ပထမဘဝတွင်လည်းဤအတိုင်းပင်ဖြစ်ခဲ့သည်ထို့ကြောင့်မင်းသူမသည်ထူးချွန်ထက်မြက်သောအမျိုးသားတဦးကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်သို့သောဤဘဝတွင်မူသူမသည်သူမ၏ပထမဆုံးအချစ်ကိုတိတ်တဆိတ်ဖိတ်ကြားထားသည်၎င်းကိုဖုံးကွယ်ရန်ပင်သူမမကြိုးစားတော့ပြီသူကများအသုံးစင်းကိုတပြိုင်တည်းပြစ်ပြလိုက်သည်သူသည်သူမ၏စိတ်နှလုံးကိုအပြည့်အဝသိမ့်ပိုင်နိုင်ခဲ့ပြီဖြစ်သည်အခြားလူကဤသည်ကိုမြင်သောအခါအလွန်ပင်ဒေါသထွက်သွားခဲ့သည်ထို့ကြောင့်သူကနှုတ်ထက်တစ်ကွက်ရွှေ့လိုက်သည်သူအသင့်ပြင်ထားပြီးသားဖြစ်သည်ဤတစ်ချိန်တွင်မင်းသမီးကသူ့အတွက်ဂိမ်းကိုအမှန်တကယ်ရပ်တန့်ပေးခဲ့သည်သို့သောသူကအခွင့်အရေးရပြီဟုထင်မှတ်ကခွက်ကိုလှမ်းယူတယ်သူမကငါတော်ပြီဟုဆိုကရုတ်တရက်ထရက်လိုက်ပါတော့သည်